တောင်ပေါ်မှာဆေးမြစ်ရှာနေတော့မိန်းကလေးဟာလူစကားနားလဲတဲ့နတ်သမင်တစ်ကောင်နဲ့ဆုံခဲ့ပါတယ်။အဲ့ဒီသမင်ကသူ့ဦးချိုပေါ်ကနှင်းဆက်တွေကိုသူမရဲ့မြေအိုးထဲကိုထည့်ပေးရင်းဒါဟာနင်းရဲ့ဆန္ဒကိုပြေဝစေလိမ့်မယ်လို့ပြောလိုက်ပါတယ်။သူမဟာအိုးကိုပိုက်ပြီးအိမ်ကိုအပြေးလွှတ်ပြန်လာခဲ့တာပေါ့။ဘာလို့လဲဆိုတော့သူမရဲ့မိခင်ဟာကိုရနတ်တိဝေဒနာကိုခံစားနေရတာကြာပြီးမို့ပါရွာသားတွေကတော့တောင်ဆောင်နှံမင်းပဲကဲနိုင်တော့မယ်လို့တီးတိုးပြောနေကြတာပေါ့။ထူးဆန်းစွာပဲမိခင်ဖြစ်သူဟာအဲ့ဒီနှင်းဆက်တွေကိုတောက်ပြီးတာနဲ့ချက်ချင်းကရင်ပေါ်ကထိုင်နိုင်ခဲ့တယ်လို့ခေါင်းအုံးနားမှာလည်းဘယ်တော့မှနွမ်းလျမသွားတဲ့မော်ပန်းပွေလေးတစ်ပွင့်ပွင့်လာခဲ့ပါတယ်။ဒါပေမဲ့အေဂျင့်တဲ့နေရက်တွေကတိတ်မကြလိုက်ပါဘူး။မိခင်ဖြစ်သူဟာနောက်ဆုံးမှကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာမွေးစားဖခင်နဲ့အတူပင်လယ်မှာငါးဖမ်းရင်ဘဝကိုရုန်းကန်ခဲ့ရပါတယ်။မြို့တော်ကလူတွေဒီငါးဖမ်းရွာလေးကိုရှာမတွေ့ခင်အထိပေါ့အားလုံးသိထားကြတာကတော့မာကွီအိမ်တော်မှာသမီးတော်2ယောက်ရှိပြီးတစ်ယောက်ကတော့အစ်စ်အမှန်နေရာမှာအစားဝင်နေတဲ့သမီးအတူဖြစ်နေတာပါတကယ်တော့ဒီမိန်းကလေးကမှအိမ်တော်ရဲ့သမီးရင်းအစ်စ်အမှန်ဖြစ်ပါတယ်သူမအသက်73နှစ်ပြည့်ပြီးတိတ်မကြခင်မှာပဲမွေးစားဖခင်ဖြစ်သူဟာပင်လယ်ထဲမှာငါးဖမ်းရင်မတော်တဆဖြစ်ပြီးဆုံးပါသွားခဲ့ပါတယ်ရုပ်လောင်းကိုတော့ပြင်မရခဲ့ပါဘူးနောက်တစ်နေ့မှာတော့ရွာသားတွေကဒေတာထုံးစံအရကွယ်လွန်သူရဲ့ဝိညာဉ်အေးချမ်းမှုကမ်းခြေမှာလေတစင်းကိုမိရှို့ပေးခဲ့ကြပါတယ်ပြီးတော့မိန်းကလေးအသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့လေတစ်တစင်းကိုလည်းဝိုင်းဝန်းတိဆောက်ပေးကြတာပေါ့လေတစ်ပြီးတဲ့နေ့မှာပဲမာကွီအိမ်တော်ကလူတွေသူမကိုလာရှာကြပါတယ်မိန်းကလေးကိုမြင်မြင်ချင်းမှာပဲအားလုံးကရူရူတီတီနဲ့ဒူးထောက်ယူအသေးပြုကြပါတယ်အိမ်နီးနားချင်းကအမြင်ကျဲတဲ့ကောင်လေးတစ်ယောက်ကတော့ဒါဟာသူမရဲ့မိသားစုရင်းတွေကပျောက်ဆုံးနေတဲ့သမီးကိုလာခေါ်တာမှန်းချက်ချင်းရေးမိလိုက်ပါတယ်သူကမိန်းကလေးကိုမင်းမျိုးမင်းတွေရဲ့ကျင်နာမှုနောက်ွယ်မှာမုန်တိုင်းတွေရှိနေတတ်တဲ့တတိထားပါလို့တတိပေးလိုက်ပါတယ်သူမကတော့ဝေခွဲမရဖြစ်ရင်နန်းတော်ထဲမှာငါရဲ့မေတော်ရင်းကစောင့်နေမှလားလို့မေးမိပါတယ်သူမရဲ့မှတ်ဉာဏ်ထဲမှာမေတော်နဲ့ပတ်သက်ပြီးရွေးထွေးတဲ့အမှတ်ရမှုလေးတွေပဲထောက်ဝဝရှိနေတာပါအိမ်စီတွေကလည်းအားလုံးအစဉ်တင့်ပြထားပြီးဖြစ်ကြောင်းခေါင်းတငိမ့်ငိမ့်နဲ့ပြောကြတာကြောင့်သူမလည်းတည့်အစ်စ်ကိုကိုကောင်လေးစီမှာအနံ့ပြီးရွာသားတွေကိုနှုတ်ဆက်ကမြို့တော်ကိုထွက်လာခဲ့ပါတော့တဲ့ကမ်းခြေနဲ့ပင်လယ်ပြင်ကြီးမျက်စိအောက်ကတဖြည်းဖြည်းပြောက်ွယ်သွားတာဟာသူမအတွက်တော့ပထမဆုံးအကြိမ်ကမ်းခြေကနေခွာရခြင်းပါပဲမာကွီအိမ်တော်ကိုရောက်တဲ့အခါမှာတော့သူမဟာမာကွီကတော့နဲ့ပထမဆုံးတွေ့ဆုံရပါတယ်ကတော့ဟာအလွန်တင့်နေတော့လေမျက်နှာကတော့အနှဲငယ်ဖြစ်တော့နေပါတယ်မိန်းကလေးဟာအစင်တန်းကွာခြားလုံးတာကြောင့်မီးလို့ခေါ်ဖို့တောင်ခက်ခဲနေခဲ့ပါတယ်ကတော့မိန်းကလေးရဲ့ကြမ်းတမ်းနေတဲ့လက်တွေကိုစုပ်ကိုင်းရင်းမျက်ရည်တွေချက်ချင်းကျလာပါတယ်ဘေးကအစိတ်ခံကတော့တခင်မကြီးပိုက်ထဲကရင်သွေးအတွက်စိတ်အေးထားပါလို့တတိပေးရပါတယ်ကတော့သူမရဲ့လက်ကိုဖြည်းဖြည်းချင်းလွတ်လိုက်ပြီးနာမည်ရင်းကိုခေါ်လိုက်ပါတယ်ဒါပေမဲ့မိန်းကလေးကသူမမှာနာမည်ရှိပြီးသားလို့ပြောတဲ့အခါကတော့ရဲ့မျက်နှာဟာအနှဲငယ်ပြတ်သွားပြီးအတိတ်ကိုမေးလိုက်ဆန်အခုနာမည်အစ်စ်ကိုပဲလက်ခံရမယ်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်အခြေအနေကတင်းမာသွားတဲ့အချိန်မှာသမီးတူဖြစ်သူကဝင်ရောက်ဖြန့်ဖြေပေးလိုက်လို့မိန်းကလေးအတွက်အသက်ရှူချောင်သွားခဲ့ပါတယ်ကတော့လည်းဆိတ်လျှော့လိုက်ပြီးသမီးတူနဲ့မိတ်ဆက်ပေးပါတယ်ထူးဆန်းတာကသမီးတူရဲ့မျက်နှာဟာသူမရဲ့မွေးစားဖခင်နဲ့အနှဲငယ်ဆင်တူနေတာကြောင့်မိန်းကလေးရဲ့မျက်ဝန်းတွေညင်ညမ်းလာခဲ့ပါတယ်ကတော့အိမ်တော်ကသမီးကိုဘယ်တော့မှနှိမ်မှာမဟုတ်ဘူးဒါဟာကောင်းကင်ဘုံရဲ့အလိုတော်ပါပဲလို့တက်ပြင်းချရင်ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါမိန်းကလေးကဒေါသထွက်သွားပြီးကျမရဲ့မွေးစားမိဘတွေတေဆုံးတာကိုကောင်းကင်ဘုံရဲ့အလိုတော်လို့ဘယ်လိုပြောရတာလဲလို့ပြန်អော်လိုက်ပါတယ်ကတော့ဟာမျက်နှာဖြူလျော့သွားပြီးဘာပြန်ပြောရမှန်းမသိပဲသမီးတူကိုပဲအကူညီတောင်းတယ်လို့ကြည့်နေပါတယ်ဒါပေမဲ့သမီးတူကဘာမှဝင်မပြောတာကြောင့်ကတော့ဟာကိုဒေါသထွက်သွားပြီးနှစ်ယောက်လုံးကိုကျေးဇူးမသိတဲ့သူတွေလို့ဆဲဆိုကဘိုးဘွားစင်မြင့်ရှိမှတူးထောက်ခိုင်းလိုက်ပါတော့တယ်ဘိုးဘွားစင်ရှိမှာတော့ညီမနှစ်ယောက်တိုးတိုးတိတ်တိတ်စကားပြောဖြစ်ကြပါတယ်။သမီးအတူကမိန်းကလေးရဲ့မိဘတွေအကြောင်းမေးတဲ့အခါသူမကမုန်တိုင်းထဲမှာဆုံးသွားကြတာလို့လိန်ပြောလိုက်ပြီးငါးဖမ်းရွာကဒလေးတွေကိုပြောပြပါတယ်။လူတစ်ယောက်ခွဲလို့ရင်ပင်လယ်ထဲကိုပဲပြန်သွားတာဒါမှမဟုတ်လေမီရှို့ပြီးနှုတ်ဆက်လိုက်ကြတာမို့ဘာတွေအမှုမှမကြံရတော့ဘူးလို့ဆိုပါတယ်။သမီးအတူကအဲ့ဒီလိုလွတ်လပ်တဲ့ဘဝကိုသဘောကျပြီးအချင်းချင်းအစင်တန်းချင်းလဲကျင်တယ်လို့ပြောတဲ့အခါမိန်းကလေးကလည်းသဘောတူလိုက်ပါတယ်။သူမလည်းပင်လယ်ကိုလွမ်းနေပြီလေဒီမျိုးတော်ကြီးကသူမအတွက်တော့ပြင်းစရာကောင်းပြီးအသက်ရှူချက်လုံးပါတယ်သူတို့နှစ်ယောက်ဟာချစ်စနိုးနာမည်လေးတွေပြီးရင်ရင်းနှီးသွားကြပါတယ်အဲ့ဒီလိုပြောပပစကားပြောနေတော့မှပဲဘိုးဘွားစင်ရဲ့တကားကြီးဟာဝုန်းကနေပွင့်သွားပြီးဒေါသတွေပောက်ကွဲနေတဲ့မာကွီဟာသူတို့စီကိုအရှိန်အဟုန်နဲ့ရှောက်လာပါတော့တယ်